Hello အခုကတော့ဗောနော်တရှင်တော့ညီမနှစ်ယောက်ကြောင့်လေးကိုတင်ဆက်ပေးတော့မှာရှိပါတယ်။နောက်ဆက်ခါလေးမလို့ရင်လုပ်ပေးတော့နော်။ညီမလေးမမနောက်တော့ရောက်ကြနေပြီပဲ။မမဆက်တော့ဆန်သွားရအောင်ပါလေ။ညီမလေးရေနေလား။ဟုတ်ကဲ့ပါမမရေတမီးလာနေပါ။ညီမလေးရေလာလက်သိမ်းမယ်နော်။ဟုတ်ကဲ့မမ။လာညီမလေးလာမမကိုလေဆက်ဆန်မြင်တော့ရအောင်မမနောက်ကြနေပြီ။ရှင်းနိုင်46တောင်49ရှိသွားတော့46မို့တော့တော့ငါလေးရဲ့မြင်လာမြင်တော့မှာဟဲ့ညီမလေးအထဲမှာဆမ်းမလားပြင်မှာဆမ်းမလားမမအထဲတော့စားရမယ်လေအေးဆိုရင်ထိုင်နော်ငါလေးပါဆမ်းမမမတော့ဒီကြားလေးပဲစားလိုက်ကြမယ်နော်စားတယ်သမီးတော့ဒါလေးဒီမောင်လေးပဲစားကြမယ်အေးမလေးကောင်းလားညီမကောင်းတယ်အဲ့ဒါလာညီမလေးမဆောက်ကြဒီကောင်းနော်ပြောဆောက်ကောင်းဆောက်ဟုတ်ကဲ့ကောင်းပါညီမရေအေးအဲ့ဆိုလာလေဟုတ်ကဲ့လာပြီညီမလေးမမလေးဟိုပါလေမမတို့လမ်းလျှောက်သွားမယ်လေတော့မယ်လမ်းလျှောက်ပြီးတော့ဖတော့ကနေသွားရင်ကောင်းမလားမမကိုအိမ်ကိုပြီးတော့မှပဲဟိုကမယ်လေဒီဘက်ကနေရင်သွားရအောင်ဟုတ်ကဲ့မမအဲ့ဒါဒီဘက်ကနေရင်သွားမယ်နော်အိမ်ရောက်သွားတော့အခါညီမလေးရေဘောအိမ်တော်ရောက်လာပြီနော်လမ်းလျှောက်ရတာပြောလားပြောပါလေမမရေဟုတ်ဆိုရင်မမလေးမလေးဟိုပါလေညီမလေးဒီမှာခဏနေကြအောင်နော်မမလေးအနောက်ဖေးဟိုပါလေအနောက်မှာလေမမဘာရှိအောင်လို့တွားကြည့်လိုက်အောင်မနော်ဟိုကျောင်းအောင်မှွေထားလားလို့ဟုတ်ကဲ့ကျောင်းပူစီလေးအောင်မှွေထားလားမသိပါဘူးတော်သေးလားဘာကလေးအောင်ကောစီးစားဖြစ်နေမလေးရေနေပစံနေစေးထားလားဟုတ်ကဲ့မမရဲ့သမီးတွေပစံနေစေးထားညီမလေးကလည်းမမလည်းမပေါ့ဘာလို့ဆက်ရနေကိုမမမကြည့်ပဲဆေးနော်မမကလည်းသမီးကဘာလို့ဆေးစင်တော့အေးပါအဲ့ဆိုလို့ရှိရင်လေမမလေးဒီလေကခက်လို့လေးကိုနှိမ့်လိုက်အောင်မယ်နော်ဘာလို့မလို့တော့မမရဲ့မမလေးအိမ်မော်တဲ့ကိုသွားကြည့်မလို့ကြောင်လေးမြန်မွေးထားသလားလို့လေကြောင်မမေကြီးကလေသူကအမကြီးမလားမမရဲ့အေးလေအမကြီးမလို့မွေးမှာပေါ့ညီမလေးမမသွားကြည့်လိုက်အောင်မနော်ဟုတ်ကဲ့အေးကြောင်လေးတော့မမွေးထားပါဘူးတော်သေးလို့အေးငါပူစီလေးကအနောက်ကိုမကြည့်နေလိုက်ပါဦးမယ်မမလည်းအိမ်မတက်သွားပြီဆိုတော့ငါပြင်းလိုက်တာလောက်ကောင်းတယ်မမလည်းမလို့တော့ပါဘူးအခုကအခန်းထဲကိုသွားလိုက်ပါဦးမယ်ငါလည်းအင်းကိုစားလေးပဲအိတ်တော့တန်အင်းရစားလေးလည်းပြီးတော့ပြီဆိုတော့အိမ်မယ်မိနေတာငါအိမ်မဲ့ခမ်းမဟုတ်ဘူးအင်းရစားလေးပြီးတော့ငါခံသွားရအောင်မိနေလိုက်တာအဲ့ခံကမအိတ်တော့ဘူးဆိုတော့အိတ်တော့မယ်ဂရင်းဘော်ဘတ်တမီကောမှာပြီအေးအိတ်တော့မယ်ဟဲ့အခုငါလဲရှုကင်းလေးကြီးလိုရပါပြီဆိုတော့အောက်ကိုဆင်းမယ်မလေးဟိုင်းအဲ့ချင်လာပြီတော့အညူစားလဲလိုက်ပါအောင်မယ်အညူစားလဲကြပြီဆိုတော့ငါမလေးတော့ပြီလားမသိပါဘူးမတွေ့တော့မလေးဖယ်ရီရေအခန်းထဲမှာအဲ့နေလားမသိပါဘူးတော့ကြည့်လိုက်ပါဦးမယ်ဟုတ်တယ်အဲ့နေပြီတော့ဟဲ့ငါညီမလေးလည်းအိတ်သွားပြီဆိုတော့ငါဒီအခန်းမှာမအိတ်တော့ပါဘူးငါညီမလေးအေးဆေးအိတ်ပါစေငါလည်းမနက်ဆိုကြတော့လေသူလည်းအိမ်မွားတော့ပါဘူးမနက်စောကြီးထားရတာဆိုတော့ကြတော့မလေးနိုးနေပြီလားနိုးနေပြီလေမမလာတာတည်းတမီးအိမ်မပြောသေးပါဘူး
အော်မမဘေဘီလို့ခေါ်တာမကြောက်လားကြားရလေသမီးထိုးမလို့ပဲဒါမဲ့အိတ်ရှင်ချောင်းလိုက်တာအော်အေးပါအဲ့ဆိုရင်မမသွားရမယ်နော်မမလေးအေးရဲလားအေးရဲလေမမအေးမမီးထွန်းထားလိုက်ကြနော်ဟုတ်အဲ့ဆိုမမသွားရမယ်နော်ဟုတ်တော့ဟယ်လိုဒီဗီဒီယိုလေးကိုကြိုက်လို့ရှိရင်တော့ like subscribe လုပ်ခဲ့အောင်နော် bye bye